ကဲဒီနေ့တော့ယန်တမမနဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ဆာမူရိုင်းဇလန်ကောင်လေးတစ်ပုဒ်ကိုပုံပြင်လေးတစ်ပုဒ်လို့ပြောပြမယ်ဗျာလက်ဖေးချမ်းလေးတစ်ခွက်လောက်ချပြီးဇိမ်းနဲ့သာနားထောင်ပြီးတော့ဇလန်က1844ခုနှစ်ဂျပန်ပြည်မှာစတာပေါ့ဗျာအဲ့ဒီအချိန်ကတိုကူခါဝါရှူခန်ကြီးစီးဆိုးတဲ့ခေတ်ဆိုတော့တကိုင်းပြည်လုံးကငင်းချမ်းနေတာပေါ့ဒါပေမဲ့အဲ့ဒီငင်းချမ်းမှုကိုဖျက်ဆီးမဲ့လူတစ်ယောက်ပေါ်လာတဲ့သူနာမည်ကနာရီစုကုတဲ့သူဟာအာနာအရှိဆုံးရှိုးကန်ရဲ့ညီအရင်ဆိုတော့ဘယ်သူကမှသူ့ကိုမထိရဲ့မဟန်တားရဲ့ဘူးအဲ့ဒီအချိန်ဝါကိုသုံးပြီးသူကတိတ်ရက်ဆက်တာဗျာဘာဖြစ်မှမရှိရဲ့တာမန်ပြည်သူတွေရောအထက်တန်းလွာတွေကိုပါတက်ချင်တက်နှိပ်ဆက်ချင်နဲ့ရန်ကားချင်တိုင်းရန်ကားနေရောတာပဲသူ့ကိုနောက်တစ်ချိန်ခေါင်းဆောင်နေရပေးဖို့တောင်ထိနေပြီလေဒီလောက်ရက်ဆက်နေတဲ့ကောင်အာနာယာလာမာကိုဘယ်သူကကြည့်နေနိုင်မလဲဗျာဒီနေ့တော့မာမီယာမျိုးနွယ်စုကဆာမူရိုင်းကြောက်ကနာရီစုကိုခေါင်းစည်းဝင်အထိခန့်အမယ်ကိစ္စကိုပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အနေနဲ့လူပုံလဲမှာသူ့ဝမ်းပိုက်သူခွဲပြီးဆက်ပုတ်ကူလှုပ်သွားတယ်ဘာလို့လဲဆိုတော့သူ့မိသားစုကခိုးလုံးကိုနာရီစုကရက်ရက်ဆက်ဆက်တပ်ပစ်တယ်လို့လေဒီလိုဆာမူရိုင်းတယောက်အသက်ဆွန့်သွားတဲ့ကိစ္စကြောင့်တရားရေးဝင်ကြီးစာဒိုအီကစိုးရင်လာလေနိုင်စုကအာနာရလာရင်တတိုင်းပြည်လုံးသွေးချမ်းစီးတော့မယ်ဆိုတာသူကြိုသိနေလေဒါပေမဲ့ရှိုးကန်ကတော့သူ့ညီကိုယာဒူးတိုးပေးဖို့ပဲစိတ်ကူးရှိနေတာဒီတော့တရားရေးဝင်ကြီးလည်းတခြားနည်းမရှိတော့တဲ့အဆုံးငားများဝါဒနာပါတဲ့အငိမ့်စားဆာမူရိုင်းကြီးရှင်စဲမွန်ကိုရှိုးဝက်ခေါ်တွေ့ပြီးဒီကိစ္စကိုရှင်းပေးဖို့အကူအညီတောင်းတော့တာပေါ့ရှင်စဲမွန်ကိုပို့ပြီးဒေါသထွက်စေတာကနိုင်စုကူရဲ့အောက်တန်းကျတဲ့ရုပ်မာမှုတွေပဲဗျာယူကီဆိုတဲ့ခေါင်းဆောင်တယောက်ရဲ့အိခံပွဲမှာနိုင်စုကူကယူကီရဲ့ချွေးမကိုစော်ကားခဲ့ယူမကဝင်သားတဲ့သူ့တန်းကိုပါအကြောင်းမဲ့တပ်ပစ်ခဲ့တယ်ချွေးမထီသူလည်းရှက်ရှက်နဲ့ကိုအဆုံးစီရင်သွားတယ်ဒါတင်မကသေးဘူးလဲသမားကောင်မလေးတယောက်ဆိုရင်လဲသူမရဲ့မိသားစုတစ်ခုလုံးကိုတတ်သူ့ကိုပါအတုံးချပြီးအမိုက်30လို့ပစ်ခိုင်းခဲ့တာဒါတွေကိုမျက်မြင်ကိုတွေ့ကြားလိုက်ရတဲ့အခါရှင်စဲမွန်ရဲ့သွေးတွေဆူလာပြီးနိုင်စုဟူကိုအသေးဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပြဿနာကနိုင်စုဟူကိုကာကွယ်ပေးနေတဲ့တပ်တော်ဆောင်ခေါင်းဆောင်ဟန်ဘေးကရှင်စဲမွန်ရဲ့ကြောင်းနေပါတုံငယ်ချင်းဟောင်းဖြစ်နေရပဲဟန်ဘေးကရှင်စဲမွန်ဘလောက်အရေးချင်းရှိလဲဘလောက်ပြတ်သားလဲဆိုတာသိတော့သူ့လူတွေကိုလွှတ်ပြီးရှင်စဲမွန်ကိုစောင့်ကြည့်ခိုင်းတယ်ရှင်စဲမွန်ကလည်းအချိန်ဆွဲမနေဘူးဗျာသူတပြက်ကျော်ဟီရာယာမာကစလို့အတော်ဆုံးဆာမူရိုင်း12ယောက်ကိုအမြန်ဆုံးစုဆောင်းလိုက်တယ်အဲ့ဒီထဲမှာလောင်းကစားဝါဒနာပါတဲ့သူ့တူရှင်ယိုးကူတို့လည်းချစ်သူကောင်မလေးကိုထားခဲ့ပြီးဒီအသေးခံမဲ့တိုက်ပွဲထဲပါလာတယ်သူတို့တွေနိုင်စုကူကိုလမ်းခွက်လက်ကနေဖက်တိုက်ဖို့ခရီးထွက်လာရင်တောလန်းမှာမျက်စိလဲသွားတယ်အဲ့ဒီမှာထောင်ချောက်မိနေတဲ့ကိုယိုသားဆိုတဲ့ဒေါ်လိုက်မုတ်ဆိုးလေးကိုကယ်လိုက်ရကနေအဲ့ဒီမုတ်ဆိုးလေးမှာသူတို့ရဲ့73ယောက်မြောက်အဖွဲ့ဝင်အဖြစ်အလိုလိုပါလာတော့ဗျာတစ်ဖက်မှာလည်းတားနဲ့ချွေမကိုဆုံးရှုံးထားရတဲ့ယူကီကနိုင်စုဟူကိုရှင်စဲမွန်တို့ထောင်ထားတဲ့လမ်းကြောင်းစီရောက်အောင်တက်လမ်းလွဲပြီးသူ့ကိုအဆုံးစီရင်ထွာလေသူလည်းဒီကိစ္စအတွက်အသက်ပေးသွားတာပေါ့ please တေးမင်းတမန်မျိုးလေးတွေကထောင်ချအောင်နောက်ဆုံးတော့ရှင်စဲမွန်တို့အဖွဲ့ဟာ OE ဆိုတဲ့မျိုးလေးမှာပောက်ကွဲရေးပစ္စည်းတွေထောင်ချောက်တွေအပ်ကြည့်စင်ပြီးနိုင်စုကိုစောင့်နေကြတယ်ဒါပေမဲ့ထဲမထားတာကနိုင်စုကိုခေါ်လာတဲ့တက်ကလူ90မဟုတ်ပဲအယောက်200တောင်ဖြစ်နေတာပဲစဉ်းစားကြည့်ဗျလူ200နဲ့အစီရောက်တက်ရမှာနော်ဒါပေမဲ့ရှင်စဲမွန်တို့ကနည်းနည်းမှမကြောက်ဘူးနိုင်စုကိုတို့မျိုးလဲရောက်တော့မျိုးတကားကြီးတွေကိုရုတ်တရက်ပိတ်ချလိုက်ပြီးအနောက်ကိုပြန်လှည့်ပြီးမဲ့တရားကိုပါဖောက်ကြပစ်လိုက်တယ်အဲ့ဒီချိန်မှာရှင်စဲမွန်တို့30ယောက်ကလူ200ကိုအသေးလဲဝင်တိုက်တော့တာပဲညားတွေဓားတွေဘုံတွေနဲ့မျိုးလေးတစ်ခုလုံးသွေးချောင်းစီးသွားတယ်ဆာမူရိုင်းမဟုတ်တဲ့မူဆူလေးကိုယူတာတော့တစ်သားတုတ်ကြီးနဲ့ဝင်ရိုက်နေတာအဲ့ဒီလိုလူတွေတေးကြည့်ပြီးဗရန်ပရာထင်နေတာကိုကြည့်ပြီးနိုင်စုကဘာလုပ်နေလေသီလားပြုံးနေတာဗျဒီလိုသွေးထွက်တန်ယိုစစ်ပွဲမျိုးကိုတိတ်သဘောကျနေတဲ့အယူကြီးလိုပဲချောက်အဆုံးဖြတ်တိုက်ပွဲနဲ့အာနာရှင်ရဲ့ညီကုန်းတိုက်ပွဲကအတော်ကြာလာတော့ရှင်စဲမွန်ရဲ့လူတွေလည်းတယောက်ပြီးတယောက်ကြဆုံးလာတယ်မူဆိုလေးကိုယူတာလဲနိုင်စုကူပစ်ပေါက်လိုက်တဲ့ဓာတ်ထီပြီးလေးကျသွားတယ်နောက်ဆုံးမှရှင်စဲမွန်တူရှင်ယိုကူတို့နဲ့ဟိုဘက်ကနိုင်စုကူဟန်ဘေးတို့ပဲကြံ့တော့တယ်ရှင်စဲမွန်နဲ့ဟန်ဘေးတို့ထငယ်ချင်း2ယောက်ဓာတ်ချင်းရင်ခုတ်ကြလာနောက်ဆုံးရှင်စဲမွန်ကဟန်ဘေးကိုအနိုင်ရပြီးတက်လိုက်နိုင်တယ်အဲ့ဒီမှာနိုင်စုကူဘလောက်ယုံမှလဲဆိုရင်သူ့အသက်ပေးသွားတဲ့တော်ဆောင်ဟန်ဘေးရအလောင်းကိုခြေထောက်နဲ့ကန်ပြီးလောင်သေးတာဗျတာမန်ပြည်သူတွေနဲ့စာမှုတိုင်းတွေကခွေးတွေလိုပဲသခင်ကိုအလုတ်အကျွေးဖြူရမယ်ကောက်လေးတဲ့ဒီစကားလဲကြတော့ရှင်စဲမွန်ကဖြီးတူတွေမရှိရင်မင်းတို့လိုအာနာရှင်တွေဆိုတာမရှိနိုင်ဘူးကွာမင်းတို့ကအာနာကိုအလွဲထုံးစားလုပ်ရင်ဖြီးတူတွေကလည်းပြန်တော်လာမှာပဲဆိုပြီးနိုင်စုကူကိုဝန်ခုတော့တာပဲတလုံးတောင့်တနေလာတဲ့နိုင်စုကူခမသူ့ဘဝမှာပထမဆုံးအချိန်အကြီးအကျယ်နာကျင်မှုကိုခံစားပြီးမြေကြီးပေါ်လူးလွှင့်နေတာပေါ့နောက်ဆုံးတော့ရှင်စဲမွန်ကနိုင်စုကူကိုအဆုံးစီရင်ပြီးပြည်သူတွေအတွက်ကလေးစားချေပေးလိုက်ပါတော့တယ်ဂုံယူစရာနေကုန်းချုပ်
ရှင်စဲမွန်လဲတန်းရယူနေဆိုတော့တူတူရှင်ယူကူတော့ဦးမင်းယုံကြည်ရလဲငူတာဆက်လျှော့ပါလို့မှားကြပြီးအောင်ပွဲခံတဲ့အပြုံးလေးနဲ့ဂုံတိခါရှိအသက်ထွက်သွားတယ်တိုက်ပွဲအပြီးမှာရှင်ယူကူတော့တယောက်ထိချန်ခဲ့တယ်ထင်နေတော့တေပြီးထင်ထားတဲ့မူဆူလီကိုယူတာအသက်ရှင်လျက်လမ်းလျှောက်ထွက်လာတာကိုအန်အိုးစရာတွေ့လိုက်ရတယ်ကိုယူတာကသွေးထွက်တန်ယိုတွေနဲ့ဝေးရတောထဲကိုမဲပြန်တော့မယ်တဲ့ရှင်ယူကူတို့ကတော့သူချစ်သူနဲ့လက်ထပ်ပြီးဂျပန်ပြည်ကနေအမေရိကကိုထွက်သွားတော့မယ်ဆိုပြီးလမ်းခွဲခဲ့ကြတယ်ယူခန်းကတော့ဒီကိစ္စကိုဖုံးကွယ်ပြီးနာရီစုကိုယောဂနဲ့တေးတာပါလို့လင်လဲကြီးညာခဲ့တယ်ဒါပေမဲ့နောက်ထပ်23နှစ်အကြာမှာတော့အဲ့ဒီတိုကူကဝအစိုးရလည်းအာဏာလက်လွတ်ထပြီးပြုတ်ကျသွားပါတော့တယ်ဗျာကဲဘလို့လဲဗျာဆာမူရိုက်73ယောက်ရဲ့အနက်နာခံမှုနဲ့စိတ်လှရှားစရာဇလန်လေးကနားထောင်လို့ကောင်းတယ်မလားဘယ်အခန်းလေးကိုအကြိုက်ဆုံးလဲဆိုတာပြောပြပါဦး